တန်းပေါင်း900ကိုအမိုက်ပုံနဲ့လွတ်ပြမိခဲ့သူတယောက်ရဲ့ဖြစ်ကိုတင်ကြားဖို့ပါလားဒါကတော့ Newport မြို့ကဝေးနိုင်ငံသား James Howell ရဲ့အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်သူကကွန်ပျူတာအင်ဂျင်နီယာတယောက်ဖြစ်ပြီးတော့သူ့မှာဒေါ်လာတန်းပေါင်းများစွာတန်တဲ့ Bitcoin 8000ကျော်ရှိခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ကန်ဆိုမှုကဒီလိုပါ2013ခုနှစ်မှာ James က Bitcoin ပေါင်း8000ကျော်ပါတယ် hard drive wallet တစ်ခုကိုမတော်တဆပြစ်လိုက်မိခဲ့ပါတယ်အဲ့ဒီချိန်မှာ Bitcoin ရဲ့တန်ဖိုးဟာဒေါ်လာ100ကျော်ပဲရှိပေမဲ့2021ခုနှစ်မှာဒေါ်လာ6000ကျော်အထိတက်သွားခဲ့ပါတယ်ဒါပေမဲ့အခုချိန်ထိသူ့ရဲ့ Bitcoin တွေကိုပြန်မရသေးပါဘူးဘာလို့လဲဆိုတော့ hard drive wallet က Newport မြို့ကအမိုက်ပုံထဲမှာညုံနေလို့ James ကသူ့ဖော်ဝင်တောင်းပေမဲ့အာဏာပိုင်တွေကတဘာဝပတ်ဝန်းကျင်ထိခိုက်မှာဆိုတဲ့အတွက်ကြောင့်သူ့ဖော်ဖို့ခွင့်မပြုခဲ့ကြပါဘူးယောက်ျားတို့လုံးလားဒီကမှရှော့မယ်ဆိုတဲ့အတိုင်း James ဟာ Newport မြို့ကအမိုက်ပုံကိုကာလာပေါက်စီအတိုင်းပြေးဝယ်မယ်လို့အာဏာပိုင်တွေကိုကန်လန်ခဲ့ပါတယ် James အတွက်တော့ဒါဟာကမ္ဘာအကြီးမားဆုံးမီလီယံမှုတစ်ခုပါပဲ James တရားသူ့ရဲ့တန်ပေါင်း900ကိုသူ့ဖော်ဝင်ရမလားဆိုတော့သိချင် follow လုပ်ထားပါဒီနေ့တော့ဒီလောက်ပါပဲ